ဒီနေ့ကျွန်တော်ကားကို Michael software နဲ့ကျွန်တော်ရေးရလောက်ပြီးတော့ engine wire နဲ့ wiper တော့လဲတော့ဗျာဒါကိုပြတာပါဘလို့ရေးရလောက်ရလဲချင်းဆိုရလဲပေါ့ဒါကတော့ကျွန်တော်ကကောက်တော့ကျွန်တော်2000ဝန်းပထမဆုံးလူတွေတော့ဆိုလို့ရှိရင်2000ဝန်း Discord ချတယ်အဲ့ဒါကိုညွှန်လာနေကျွန်တော်ဝင်လိုက်ပါတယ်ဝင်ပြီးတော့ဒီမှာပေါ့ကျွန်တော်ပထမ22ရက်နေ့လောက်တာ22ရက်နေ့ကကျတော့ကျွန်တော်သွားကြရှိတော့နောက်ချအဲ့တော့ကျွန်တော်ဘာလဲဆိုတော့25နေ့ပြန်ချိန်မှာ25နေ့ချိန်မှာဆိုတော့ဒီမှာနှိပ်လက်တာနဲ့ကျွန်တော်ဝင်လိုက်ရမှာကျွန်တော်ပုံပြတဲ့အတိုင်းနေပါအမှကီးဘွန်ကျွန်တော်ရဲ့ engine wire ပေါ့ engine wire မျိုးစားတွေက၄မျိုးရှိတယ်ကျွန်တော်တော့ဖြိုးကျွန်တော်ဆိုစင်ပြေပဲကျွန်တော်တို့တွေကတယ်မလားကီးဘွန်ဆိုတော့အရင်ကြီးတော့နေတဲ့လို့ခံစားရတယ်အဲ့တော့ဖြိုးကျွန်တော်ဆိုလို့ရှိရင်စင်ပြေတယ်ကျွန်တော်ဒီဖြိုးကျွန်တော်တွားတယ်အဲ့မှာသူ2000ရှော့လာတယ်9000 9500ကို1500နဲ့ကျွန်တော်ပေးတာအဲ့ယူတယ်ကျွန်တော်အဲ့9500နဲ့မှရှာလိုက်တယ်အဲ့ဆိုင်တွေပေါ့အဲ့ဒါဆိုကျွန်တော်အနီးနားပတ်ဝန်းကျင်ဆိုင်တို့သူပြတယ်အဲ့မှာကျွန်တော်ကအနီးဆုံးကိုရှာရတယ်ရှာတာကကျွန်တော်ကအနီးဆုံးအဲ့မှာဒီဆိုင်ပေါ့အဖိုးဆိုင်ကိုကျွန်တော်ရွေးထားပါဗျာအဲ့ဒါရှိအဲ့လိုပါဒီကအစီပြေတဲ့တခုကဘာလဲဆိုတော့ဟိုရောက်ဘာမှပြောကြမလို့သူကချားနေစစ်ပေးတယ်ကျွန်တော်လိုအပ်တာတွေဘာတွေရေးကြည့်နေလဲဘာပြောင်းလှုပ်တင်တယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါဆိုကျွန်တော်ဒီမှာ25ရက်နေ့ကကျွန်တော်အမဒီမှာကိုကျွန်တော်ရေးရလုံး25နေ့ကိုကျွန်တော်ဝင်ကြည့်တော့ဗျဒီဘိုးကြီးဟောလေ့လာတယ်ဒီဆိုင်ကိုကျွန်တော်နေရာကြည့်တယ်အချိန်ကြီးကြည့်တယ်အချိန်လေ့လာတယ်အဲ့လိုဝင်ကြည့်ပါပြောလို့ရှိရင်ကျွန်တော်လုံးမစအောင်မရဲဟာကင်းနေလိုက်အောင်ပါမယ်အပြောင်းလေးမှာငါသူနေတာတကူကျွန်တော်ဝင်ကြည့်တော့ဗျဘလို့လဲသူလုပ်ပြီးတော့ကောင်းလားမကောင်းလားပြိုးလေးကြည့်တယ်အဲ့လိုကျွန်တော်နီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပဲသွားလိုက်တယ်ချားရတယ်မို့လေ engine wire နဲ့ wiper ဆိုတော့ချောင်းမလို့အဲ့ဒါကိုကျွန်တော်ဝင်ကြည့်ပါပါဒီမှာချားကျွန်တော်တာယာတွေဘာတွေအဲ့လိုမျိုးရပါဒါပေမဲ့တခုရှိတယ်ကျွန်တော်နားဆိုင်တော့တာယာမရအောင်အဲ့လိုမျိုးဒါဆို25နေ့ကျွန်တော်နှိပ်တယ်ရေရလို့ပေါ့ချင်းဆိုဖို့ဘယ်နည်းလဲပေါ့ကျွန်တော်10နိုင်ခွဲချင်းပေါ့ဗျအဲ့လိုမျိုးဟိုဘယ်နိုင်ချင်းကြရလဲချားအောက်ကအိုးဟူညနေပိုင်းများတော့17နိုင်ရတယ်ဒါပေမဲ့ကျွန်တော်10ခွဲချိန်လာပါတယ်ညတော့ကျွန်တော်ဟိုတစ်ခေါက်တင်လာတဲ့ဟုတ်စားပါအဆင်ပြေပါတယ်ဒါလေးကအဲ့ဒါဆိုကိုစကိုင်းရင်းပြောကြမလို့တွားရင်ကိုမှပြီးသွားတယ်တုံတော့ဟာလည်းအလေကစစ်ပြေကျွန်တော်မထပ်ပြီးတော့ကိုပါလဲခြင်းတယ်ပေါ့ဘာလို့ခြင်းလဲကျွန်တော်အဲ့မှာ wiper ထပ်ပြီးလဲခြင်း wiper ဆို wiper ကိုကျွန်တော်အဲ့မှာလဲတယ်ကျွန်တော်မှန်တိုင်းဆိုရင်တော့ကိုယ့်အကိုလဲ1000လောက်မကြတဲ့အတိုင်းဆိုဝင်ဒါကတော့ကျွန်တော်လမ်းကြုံလာတဲ့တစ်ခါလေးလဲလိုက်တယ် wiper ကမှလည်းဆိုတော့ကျွန်တော်ကားမှာဟို wiper လဲလို့ရှိရင်ကြီးအတန်ကြီးနေလို့အဲ့ဒါသူတို့ဆိုင်မှာလဲလိုက်တယ်နော်ကိုယ့်အကိုလဲ setting ချိန်နေလေးလွှဲမှချောက်လို့အဲ့လိုမျိုးဒါဆို wiper ကိုကျွန်တော်မှလည်းပြော8000ကျွန်တော်ပို့ပေးရတာဗျာဒါရင်တော့ကိုယ့်အကိုလဲတယ်ဗျာအခုကကျတော့မှန်ကိုသူကကြီး wiper ဖွင့်အဲ့လိုဖြစ်လာကြတော့အားကြောင့်မလို့ကျွန်တော်အဲ့ဒါမှလဲလိုက်တာသူတို့နဲ့လက်စားနဲ့အမချပရိတ်ဒီပါနေလဲလို့ရတယ်ဗျအကုန်လုံးအဲ့ဒါလုံးလို့ရတယ်တခါလည်းပြောလို့ရှိရင်ကျွန်တော်မလုပ်ရမှာကြောချဲဒီမှာငွေရှိမဲ့ခါကြတယ်ကျွန်တော်ရှိတယ်ဘယ်နဲ့ရှင်းနေရတယ်ကျွန်တော်ကြိုးကနေရှင်းနေရတယ်များသောအားဖြင့်တော့ကျွန်တော်ကားရှိပြီးစီးတဲ့လူများဆိုတော့အကျိုးကရှိပါတယ်အကျိုးကနေရှင်းတာပို့ပြီးဆင်ပြပါတယ်တန်းရှင်းရပါလေဒီဘန်နဲ့ဆိုရင်လည်းရပါတယ်ဘန်နဲ့ချက်ပဲကျွန်တော်တို့ကိုကားနံပါတ်ကိုဖုန်းနံပါတ်ပါအဲ့ဒါထည့်ပါအပြေးပြီးတော့မြင်လို့မရပါဘူးဒါပေမဲ့ကျွန်တော်တန်းမကောင်းလို့ဗျာကျွန်တော်နေရောဝါရပါတယ်အပြေးပေါ့ကိုကားနံပါတ်ဖြည့်ကိုရဲ့လိပ်စာဖြည့်ဂျီမေးဖြည့်ပါဗျာဖုန်းနံပါတ်ဖြည့်ပေါ့အဲ့လိုဘာဖြစ်လဲဆိုတော့ကျွန်တော်ဆိုလဲကျွန်တော်ဒီနေ့ဆိုလဲဟိုနောက်ကြားတယ်လို့ဖြစ်တော့မစင်နိုင်ခွဲဆိုရင်စင်နိုင်15လောက်ထိကိုသူတို့ကအရောက်လာခိုင်းတာကျွန်တော်မရောက်တဲ့အတွက်ကြောင့်သူအဲ့ဒီဖုန်းနံပါတ်နဲ့လမ်းတော့ကြောင်းတော့ရောက်လာပေးပါဆိုဒီမှာရှင်းတဲ့နေရာတော့မျိုးစုံရှိပါတယ်ရှင်းကတ်တုံးလားထိုးတုံးလားကောက်ပေးတုံးလားနေပါပေးတုံးလားအဲ့လိုမျိုးပေါ့ဘာလဲရှင်းရပါအောက်ဆုံးမှာတော့ဘန်နဲ့ဘန်ကောက်လွယ်လေရပါတယ်ဒီမှာငုံထုံချိုက်အကုံတော့အဲ့ဒါလည်းရပါတယ်ကျွန်တော်အဲ့ဒါမတော့တော့ပါဘူး
တရားဆင်ပြေတယ်ဗျကားရှိရဲ့သူတွေထွက်ကတော့ကျွန်တော်ဆိုင်မှာသွားပြီးတော့ဒီကူကတိတ်မပြောတတ်သေးဘူးဆိုရင်ဒီကနေလမ်းပြီးဘိုးကလောက်ပြီးလောက်သွားလိုက်အဆင်ပြေတယ်ဘိုးကလည်းကင်းတော့ရှိကျွန်တော်ဆင်ပြေဆိုကျွန်တော်ချီဆိုလုပ်ရတာလွယ်တယ်ချီဆိုလုပ်နောက်တစ်ချိန်မရပါနဲ့အဲ့လိုမျိုးပေါ့စားပစ်တယ်များတယ်ကျွန်တော်သွားပြီဆိုရင်ဒါလုပ်ပြီးမယ်ကားအကုန်လိုက်စစ်ပြီးတယ်ဗျအဲ့တခုကောင်းတော်ဆိုင်မှာသွားလို့ရှိရင်ကားစစ်လို့ရှိရင်တော့1000ခွဲတော့ကြာဒီမကြောက်ကုန်စစ်ပြီးတယ်ကျွန်တော်ကားတွေသွားလို့ရှိရင်လိုဟာတွေကအဲ့ကြောင့်တော့ကျွန်တော်ညွှန်းလာပါဒီမှာဒါတော့ကျွန်တော်ပတ်စံလွဲမဲ့ဟာမျိုးစုံရှိပါတယ် KP လည်းရှိတယ် BCP အကုန်လုံးပေါ့ဗျာလူတွေကတ်တွေဟောင်းတွေကတ်တွေကတ်မျိုးစုံရှိတယ်ကျွန်တော်တော့ဒီရှင်းနေရှိတော့ရှင်းနေနဲ့ရှင်းတယ်ဟိုမှာကျွန်တော်2လနဲ့ရှင်းတော့ဗျာ2လနဲ့ရှင်းရတယ်1လနဲ့ရှိဖို့1လနဲ့ရှင်းရတယ်ဟိုကျတော့ရှင်းပြီးဘန်ကောက်ချက်ဘန်ချိတ်တာကျတော့ကျွန်တော်ကဒီမှာပြပွင့်မရှိတော့ဘန်ကိုတင်မလား security ခဏတော့ကျွန်တော်ပိတ်ထားတယ်ကျွန်တော်အားလည်းမပြလာပါဘူးမချိတ်တာနဲ့ကျွန်တော်ပြောချင်နှိပ်တာနဲ့ဟိုကျွန်တော်ဘန်ကောက်တော့သုံးဝင်သွားတယ်application ကိုဝင်ပြီးတော့အဲ့လိုမျိုးဒါဆိုကျွန်တော် pay ကိုနှိပ်လိုက်တာအဲ့ pay ကိုတွားပြီးဖြတ်တာနော်ပြီးတော့နောက်ပိုင်းတော့ပေါ်တယ်တော့ချိန်လိုက်ပြီဒီမှာ9လပိုင်း25နှစ်မှာရရ1လို့ချိန်လိုက်ပြီးတော့ပါတယ်အဲ့နဲ့ဒီနေ့ကျွန်တော်တော့ပြတာပါမစိုးအကုန်လုံးစစ်ပြီးပါတယ်ကျွန်တော် break C တွေပါညာလေးပြီး cooling တို့မှကျွန်တော်ဆိုဒီနေ့ cooling လဲရမယ် break C လဲရမယ် break C ကလည်းကျွန်တော်2သိန်းဟောကီလို2သိန်းပြင်လဲတယ်ပါတယ်အနေများပါတယ်အဲ့လဲတယ်ဒါပြီးတော့ခါကျတော့တာယာလဲမယ်ဆိုရင်ထပ်ပြီးတော့3000ကျွန်တော်တို့free ပေးပါမယ်အဲ့လိုပုံစံမျိုးပေါ့ဟာပဲဒါတွေတော့ဟိုကားမပြေတော့ဗျာကီလိုမီတာအဲ့ဒါမပြေရပါဘူးကျွန်တော်ခုဒီဆိုင်ကတော့ကားပြောင်းသွားတဲ့အတွက်ကြောင့်ဒီဟာ software နဲ့သူကပြောင်းသွားတာ register လုပ်တာကားနံပါတ်တင်တယ်ဆိုတော့အဲ့လိုမျိုးဟိုလေးရောက်တော့သူ့ဘန်သူ register လုပ်ပါပါလေအမှကားနံပါတ်ဖြည့်ပြီးတော့ဘယ်လောက်ကီလိုမီတာရှိဆိုတော့ဒါတော့ကားတော့စီးမယ်ဆိုရင်အမှကြည့်ပါကားတော့စီးလိုက်ရပါလို့မျိုးအကုန်လုံးကောက်လုံးဝဆင်းလုံးချုံအတက်ပုံလို့ပြောလောက်မဆိုရပါတယ်တော့ဒီအလေးတော့ကြာတော့အပြင်မှာသွားပြီးတော့ဘုံမီကွန်ပတီနဲ့သွားပြီးတော့ဆီရဆိုင်ဒီကနေချက်ပြီးသွားတာဟိုစင်ပြေတယ်ဗျအကြည့်တာတော့ပေါ်လေးတိုက်တိုင်းပါအကုန်လုံးပဲအဲ့လိုလောက်ပြီးရှင်းရလောက်မှာဒါပေမဲ့ကျွန်တော်လောက်ရုံမှာအဲ့ဒါပြီးရင်ကျွန်တော် bonus တစ်ပြန်ရမယ်ကျေးဇူးတင်ပါတယ်